ဘလို့မြေခွက်အမျိုးအစားပဲဝယ်အကွက်စစ်ပါဆိုတဲ့အကြောင်းကိုကျွန်တော် sharing လုပ်ပေးမှာဖြစ်ပါတယ်နံပါတ်1အနေနဲ့ပေါ့နော်ကိုရောင်းတဲ့သူကတခြားဒီဇိုင်းတစ်ယောက်ပဲအမြဲတမ်းဖြစ်ရမယ်ဆိုပြီးတော့မှပေါ့နော်ပုံသေးသက်မဲ့လို့မရပါဘူးကိုရဲ့ဒီညီကိုမောင်နှမရင်းနေဖြစ်နိုင်တယ်လို့ကိုရဲ့ဒီဆွေမျိုးသားချင်းတွေလည်းဖြစ်နိုင်တယ်ပြီးလို့ရှိရင်ကိုရန်ရင်းနှီးပါတယ်ဆိုလည်းပေါ့နော်တကယ်ချင်းနေမိတ်ဆွေရင်းတွေလည်းဖြစ်နိုင်ပါတယ်โอเคဒါကြောင့်မလို့ပေါ့နော်ကျွန်တော်တို့တွေမြေခွက်ဝယ်တဲ့နေရာမှာအကွက်မစစ်ပဲနဲ့ပေါ့နော်ဝယ်လိုက်တယ်ဆိုရင်လူကိုယုံကြည်ပြီးတော့ဝယ်လိုက်တယ်ဆိုရင်ကျွန်တော်က cyber channel တွေကိုဝယ်ရတာဖြစ်တယ်မြေခွက်ဝယ်တယ်ဆိုတာကျွန်တော်ဒီအကြောင်းကိုလည်းရှင်းမှာတင်ထားတာရှိပါတယ်ဒါကြောင့်မလို့ပေါ့နော်လူကိုယုံကြည်ပြီးတော့မြေခွက်ဝယ်ရတာမဟုတ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒီမြေခွက်နဲ့ပတ်သက်တဲ့ကျွန်တော်တို့အကွက်တွေဥပိုင်တွေစစ်ဆေးဖို့အတွက်ပေါ့နော်ဥပဒေရလည်းတရားဝင်ပြဋ္ဌာန်းတာရှိပါတယ်ပြည်စည်းလူပြညာဥပဒေပုံမှာ၄ရက်ပေါ့နော်ပိုက်ခွဲနှစ်မှာဗာပြဋ္ဌာန်းတာလဲဆိုတော့ဒီမြေခွက်နဲ့ပတ်သက်ပြီးပေါ့နော်ဝယ်သူဟာသူ့မှာစုံစမ်းစစ်ဆေးခွင့်ရှိတယ်ရှိရတဲ့နဲ့သူကစုံစမ်းစစ်ဆေးမှုမလုပ်ဘဲနဲ့ဒီတိုင်းဝယ်လိုက်တယ်ဆိုရင်ပေါ့နော်နောက်နေ့ချိန်မှာပြဿနာတက်လာလို့ရှိရင်လည်းဒီဝယ်တဲ့သူကပေါ့နော်သူအနေနဲ့စုံစမ်းစစ်ဆေးပြီးပြီလို့ပဲဥပဒေရမတ်ယူတယ်ဆိုပြီးပြဋ္ဌာန်းတာဖြစ်ပါတယ်ပေါ့ဒါကြောင့်မလို့ကျွန်တော်တို့မြေခွက်ဝယ်တဲ့နေရာမှာစုံစမ်းစစ်ဆေးမှုမလုပ်ဘဲဒီတိုင်းဝယ်တယ်ပြဿနာတက်လာရင်ကိုယ့်ရဲ့အပြစ်ပဲဖြစ်သွားမယ်ဝယ်သူအနေနဲ့ပေါ့နော်ဒါကြောင့်မလို့ဒီအကွက်စစ်လိုက်လို့ပေါ့နော်အသက်ကြီးတွေအများကြီးရှိတယ်ပေါ့ဗျာနံပါတ်1အနေနဲ့ကိုရောင်းတဲ့သူကပေါ့နော်သူနာမည်ပေါ့ဟုတ်မဟုတ်နော်ပြီးလို့ရှိရင်နောက်တစ်ခုကနာမည်ပေါက်မှရောင်းအောင်မယ်လို့ဥပဒေမှာပြဋ္ဌာန်းမထားပါဘူးနာမည်မပေါက်လေဥမာသူ့အနေနဲ့ဘယ်လိုပိုင်ဆိုင်ခဲ့တာလဲပေါ့နော်ဒါတွေကိုကျွန်တော်ကသိရှိနိုင်မှာဖြစ်ပါတယ်အကွက်စစ်လိုက်လို့ပေါ့နော်ဥမာရောင်းတဲ့သူကကျွန်တော်ပဲထားပါတော့နိုင်မင်းပဲထားပါတော့နော်ကျွန်တော်အနေနဲ့ကျွန်တော်နာမည်မပေါက်ရင်လည်းပဲကျွန်တော်မိဘတွေပိုင်တဲ့မြေခွက်ကိုကျွန်တော်ဥမာမွေးစက္ကန့်ပြီးပိုင်ဆိုင်ထားတာလားစသဖြင့်ပေါ့နော်ဒီလိုမျိုးအချက်ဒီအကြောင်းအရာတွေအများကြီးရှိနိုင်တယ်ပေါ့နော်မြေခွက်ဆိုတော့အမွေစက်တာပေးတာဆွန့်လွတ်တာနော်အကြောင်းအရာအမျိုးမျိုးကြောင့်နော်ရောင်းဝယ်ထားတာနော်ဥမာအဲ့လိုမျိုးအကြောင်းအရာတွေပေါ့နော်ဒီအကြောင်းအရာတွေအများကြီးရှိတဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒီရောင်းတဲ့သူကသူ့အနေနဲ့ဘလို့ပုံစံမျိုးနဲ့သူပိုင်ဆိုင်ခဲ့တာလဲဆိုတော့ပေါ့နော်အထောက်အထားလေးကိုကသိရှိရပြီဆိုရင်ဒါအဆင်ပြေတယ်ပေါ့နော်โอเคအဲ့ဒါနံပါတ်1တစ်ချက်ပေါ့ဒုတိယတစ်ချက်ကကျတော့ကိုဝယ်တဲ့မြေခွက်ကဟိုမှာ40 60ပေါ့နော်မြေပြင်မှာ40 60ဆိုရင်ကျွန်တော်ရုံးမှာသွားစစ်လိုက်လို့ရှိရင် area နဲ့ပဲပို့တယ်ပေါ့နော်40 60ဆိုရင်ကျွန်တော်က 3.355ဧကရှိမယ်ပေါ့ဗျာအဲ့လိုမဟုတ်ဘူးဥမာ30 40ဆိုရင် 3.3 နှစ်ခု5ဧကရှိမယ်20 60ဆိုလဲ 3.3 နှစ်ခု5ဧကရှိမယ်ဒါကျွန်တော်အကြမ်းဖြစ်မယ်ပြောပြတာပေါ့နော်အဲ့ဒီကလို့ဒီကြားထဲမှာဒီရှုံးမြေခွက်တွေဆိုရင်ပေါ့နော်3.386တို့အများကြီးပဲပေါ့နော်ဥမာအဲ့လိုမျိုးတွေဒီ KN တို့ဘိုးဘွားတို့မှာနော်မတူညီတဲ့ဧကတွေလည်းမြေခွက်ကျရင်ကျေးဇူးလို့ရှိတယ်ပေါ့နော်ဒါကတော့ကိုကခံမှန်းကြည့်ဒီ area တွေပါလေခံမှန်းလို့ရတယ်ပေါ့နော်โอเคအဲ့လိုမျိုးကိုကဒါတွေကိုသိရှိနိုင်မယ်ဟိုမှာသက်ဆိုင်ရာဒီစီပင်သားရုံးတို့မြေစင်းရုံးတို့မှာရှိတဲ့ area နဲ့ပေါ့နော်ကိုတကယ်ဒီမြေပြင်မှာဝင်မဲ့ပေနေပေါ့နော်ကိုကခံမှန်းလို့ရမှာဖြစ်တယ်เนาะပြီးလို့ရှိရင်နောက်တစ်ခုကကျတော့ဒီမြေခွက်နဲ့ပတ်သက်ပြီးကန့်ကွက်ရှိမရှိကိုကသိရှိနိုင်မယ်เนาะကန့်ကွက်ရှိတယ်ဆိုရင်ဒါဒီကန့်ကွက်တဲ့သူကသူနဲ့ဘယ်လိုသက်ဆိုင်တာလဲဒီမြေခွက်နဲ့ဘယ်လိုသက်ဆိုင်လို့ကန့်ကွက်ရတာလဲစသဖြင့်ပေါ့နော်ကိုအနေနဲ့မြေခွက်ဝယ်တဲ့နေရာမှာနောက်ဆုတ်တင်နောက်ဆုတ်လို့ရမယ်အရှိတိုးတင်တိုးလို့ရမယ်ဒါကြောင့်မလို့အကွက်စစ်ဖို့ဘယ်လောက်ထိအရေးကြီးလဲပေါ့နော်အကွက်စစ်တာဟာဒီကိုအတွက်ပေါ့နော်အမှားမရှိဘူးเนาะကိုအတွက်ပေါ့နော်အားနည်းချက်မဖြစ်ဘူးအကွက်စစ်တာတကယ်ပဲအားသာချက်ဖြစ်တယ်အကွက်စစ်ဖို့เนาะအကွက်ကိုစစ်ဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းကျွန်တော် sharing လုပ်ပေးတာဖြစ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ် bye bye